anime တော်တော်များတယ်မှာဗီဒီယိုတယောက်တည်သွားရင်ကျွန်တော်တို့ဝမ်းသာလေးရှိကြတယ်ဒါပေမဲ့ Demon Slayer ရဲ့ Infinity Castle အပ်မှာအခါစတည်ဆုံးသွားခဲ့တဲ့ second ပိုင်းလေးမှာတော့ဘယ်သူမှဝမ်းမသာနိုင်ရပါဘူးဘာကြောင့်အကားစားရဲ့တည်ဆုံမှုကတခြားဒီမွန်တွေတဲ့ပို့ပြီးရှင်ထဲမှာအနေထိုင်ချန်ခဲ့ရတယ်။သူကအားနေတဲ့သူတွေကိုတက်ဖြတ်နေတဲ့မိစ္ဆာတရားမဟုတ်ခဲ့ဘူးလား။တန်ဂျီရဲ့တိုက်ခိုက်မှုအောက်မှာခေါင်းပြတ်ထွက်သွားတဲ့အရေးကြီးတဲ့စက္ကန့်ပိုင်းလေးကအနှစ်တရာမကမေးပြောင်းနေတဲ့သူ့ရဲ့အတိတ်မှတ်ဉာဏ်တွေအကုန်ပြန်ဝင်လာစေခဲ့တယ်။အဲ့ဒီမှတ်ဉာဏ်တွေကအကားစားဆိုတဲ့မိစ္ဆာတစ်ကောင်မဟုတ်ဟာကူဂျီဆိုတဲ့လူသားတစ်ယောက်ရဲ့နာကျင်စရာအတိတ်တွေပဲ။ဟာကူဂျီရဲ့ငယ်ပေါ်ကအမောင်တူတွေနဲ့ပဲစတင်ခဲ့ရတယ်။ယောဂတဲ့ဖခင်ဖြစ်သူရဲ့စေဖို့အတွက်သူဟာတခိုးတရားအဖြစ်အရှိုက်ခံအဖမ်းခံခဲ့ရတယ်။ဒါပေမဲ့တားဖြစ်သူကြောင့်ပြစ်ဒဏ်ခံနေရတာကိုမကြည့်ရတဲ့အဖေဖြစ်သူကမင်းကိုဒုက္ခမပေးချင်တော့ရှူရှူတတရှောက်ကြောကတယောက်ဖြစ်ရှင်တယ်မှာဆိုရင်နှုတ်ဆက်စာရေးပြီးကိုအဆုံးစီရင်သွားခဲ့တယ်။အဖေဆုံးရှုံးလိုက်ရလို့ဘွားပြတ်မလို့ဖြစ်နေချိန်မှာဆိုယူတိုဂျိုရဲ့ဆရာဖြစ်သူခေဆိုကဟာကူဂျီကိုကယ်တင်ခဲ့ပြီးတိုင်းပြည်နာတင်ပေးခဲ့တယ်။အဲ့ဒါတွေမကပဲမွေးရပါအဆိုယောဂကြောင့်အဲ့ရတဲ့လဲနေရတဲ့ခေဆိုရဲ့သမီးလေးခွေယူခီကိုစောင့်ရှောက်ဖို့ပါတာဝန်ပေးခဲ့တယ်။ဟာကူဂျီရဲ့အကျဉ်းသားလေးပြုစုမှုတွေကြောင့်ခွေယူခီရဲ့ယောဂတက်တာလာခဲ့တယ်လို့သူတို့နှစ်ယောက်ကြားမှာတန့်စင်တဲ့ချစ်တစ်ခုစတင်တည်ပွင့်လာခဲ့တယ်။ဆရာဖြစ်သူခေဆိုကလည်းဟာကူဂျီကိုတားရင်လို့ချစ်မြတ်လို့ရမို့ဆိုယူတိုဂျိုရဲ့စက္ကန့်သူဖြစ်ရောသမီးဖြစ်သူခွေယူခီရဲ့အမျိုးသားဖြစ်ပါတရားဝင်သတ်မှတ်ပေးခဲ့တယ်။သူကလေးတွေပေးခဲ့တယ်။အကုန်လုံးတက်တန်မအောင်လုပ်ပြီးဆရာဖြစ်သူခေဆိုနဲ့ချစ်သူဖြစ်သူခိုယူခေကိုကာကွယ်မယ်ပေါ့ဒါပေမဲ့ဟာကူဂျီကတိမတည်နိုင်ခဲ့ဘူးသူခဏလေးအပြင်ထွက်သွားတဲ့နိုင်ပိုင်းလေးမှာပဲမနာလိုတဲ့ကန်ကျိုးစုထိုဂျိုကလူတွေကရှေးရုံနဲ့အစိတ်ခတ်ခဲ့ကြတယ်ဟာကူဂျီပြန်အောင်လာချိန်မှာတော့သူ့ရဲ့ဆရာဖြစ်သူခေဆိုနဲ့သူမျက်မျက်နှာလိုချေရတဲ့ခိုယူခေတို့ကအစိတ်မိပြီးတိတ်ဆုံးနေခဲ့ပါပြီဟာကူဂျီကချေရတဲ့သူတွေကိုကာကွယ်ဖို့တိုင်းတည်ခဲ့တယ်ဒါပေမဲ့သူ့ဘဝမှာတစ်ချိန်မှမအောင်မြင်ခဲ့ဘူးမူဆန်ရဲ့တွေ့ကြောင့်မှတ်ဉာဏ်ကြီးပျောက်ကွယ်သွားချိန်မှာချေရတဲ့သူတွေကိုမကောက်ွယ်နိုင်ခဲ့တဲ့စိတ်တန်ရပဲအနေထိုင်ပြီးကြံရခဲ့ရတယ်။သူကအားနည်းသူတွေကိုမုန်းတယ်ဆိုပြီးလမ်းမရောက်သွားခဲ့ပေမဲ့သူ့စိတ်ထဲကနေတကယ်မုန်းနေခဲ့တာအားနည်းသူတွေကိုမဟုတ်ပါဘူး။ချေရတဲ့သူတွေကိုကာကွယ်ဖို့အားနည်းနေခဲ့တဲ့သူ့ကိုယ်သူမုန်းနေခဲ့တာပါ။ခေါင်းပြတ်သွားပေမဲ့ခေါင်းပြတ်ထွန်းအောင်အတင်းယုံကန်နေတဲ့အာကာဆောက်မူဆန်ကအမောင်တူရဲ့ဆွဲသွင်းမှုကြိုးစားခဲ့တယ်။မင်းတန်ပါမယ်။မင်းတိုက်ခတ်ရမယ်ဆိုပြီးမိစ္ဆာစိတ်ကိုနှိုးဆွခဲ့တယ်။ဒါပေမဲ့အဲ့လိုမာနရဲ့ဒေါသတွေနဲ့ပြင်းထန်နေတဲ့အမောင်ထုချားထဲမှာခိုယူခီရဲ့ဝိညာဉ်လေးပေါ်လာပြီးသူ့ကိုပွေဖက်လိုက်ရင်ကျေးဇူးပြုပြီးတော်ပါတော့ဟာကူဂျီဆန်အတူတူပြန်ကြရအောင်ဆိုရဲစကားလေးပဲကြီးလိုက်ရင်တော့ဒါရိုးရှင်းတဲ့ပွေဖက်မှုတစ်ခုပါပဲဒါပေမဲ့အချစ်ဆိုတာကျွန်တော်တို့သိသလိုတစ်ခါလေးမရိုးရှင်းနေတတ်ဘူးအချစ်ကတစ်ခါလေးမှအယမ်းနာကျင်ရတယ်တစ်ခါလေးအယမ်းဝမ်းနေရတယ်တစ်ခါလေးရင်ထဲမှာအနေထိုင်ကြံခဲ့တဲ့ဟာကူဂျီတစ်ခုကိုချန်ထားခဲ့တတ်တယ်ဟာကူဂျီအတွက်တော့ကဘာကြီးတစ်ခုလုံးကရက်ဆက်လုံးပြီးအမောင်ထုပဲဖုံးလွှမ်းနေခဲ့တယ်သူ့အနာမှာရှိတဲ့လူတိုင်းကဘာကြီးကလှူသွားခဲ့တယ်။အဲ့လိုမှောင်မိုက်နေတဲ့ကဘာကြီးထဲမှာသူ့ရဲ့တခုလေးတော့အလင်းရောင်ကသူ့ချစ်သူခိုယူခီဆိုတဲ့မိန်းကလေးတစ်ယောက်ပါပဲ။သူလုပ်ခဲ့တာရဲ့အကုန်လုံးကမှားယွင်းနေမှရက်ဆက်နေမှသူသိပါတယ်။ဒါပေမဲ့အမောင်ထုထဲမှာတယောက်တည်းစံတဝဝဖြစ်နေရတဲ့လူတစ်ယောက်ကသူ့ရဲ့အလင်းရောင်နာကိုပဲမသိစိတ်ကနေကတ်တွေနေမိခဲ့ရပါ။သူ့ကိုတုံးပိုးခဲ့တာမုန်းတီးခြင်းလည်းမဟုတ်ဘူးလို့ရက်ဆက်ခြင်းလည်းမဟုတ်ပါဘူး။ချေရတဲ့သူတွေကိုမကာကွယ်နိုင်ခဲ့တဲ့အချစ်ဆိုတဲ့ခံစားချက်ရပဲသူ့ကိုဒီမွန်တရားအဖြစ်နာမရောက်သွားစေခဲ့တာပါအထိပ္ပယ်မရှိတဲ့တပ်ဖြတ်ခြင်းတွေကိုစွန့်လွတ်ပြီးဟာကူဂျီကိုယ်တိုင်သူ့ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးလိုက်တဲ့အချိန်မှာသူဟာအောင်ပွဲရလိုက်တဲ့အပ္ပမွန်တရီအဖြစ်မဟုတ်သလိုခွန်အားကြီးတဲ့ဒီမွန်တစ်ကောင်လည်းမဟုတ်ခဲ့ပါဘူးချေရတဲ့မိန်းကလေးရဲ့ရှင်ဝင်ထဲမှာကလေးတစ်ယောက်လုံးကိုကျွင်းသူ့ရဲ့နောက်ဆုံးစက္ကန့်ပိုင်းလေးမှာသူ့အမှားလုံးဝမဟုတ်ခဲ့တဲ့ကိစ္စတစ်ခုအတွက်ခိုယူခီကိုအချိန်ချင်းတောင်းပန်ရင်သူမရဲ့ရှင်ဝင်ထဲမှာတည်ဆုံးခဲ့တဲ့အာကူဂျီဆိုတဲ့လူသားတစ်ယောက်တသက်တာဖြစ်ပါတယ်俺は誰よりも強くなって一生あなたを守ります